အားလုံးပဲဗျာကျွန်တော်ဒီနေ့စော်ကြီးတင်ပြီးတဲ့ဆိုတော့ကျွန်တော်ညနေပိုင်းအလုပ်သိမ့်ထိုးရမယ့်ကွက်လေးပြန်ပြီးတွက်ရမှာကြောင့်မို့ခုလောဆယ်ကျွန်တော်မထွက်ကနန်းနဲ့ကျွန်တော်တင်ပေးတာမထီမပေါင်းနေပါဗျာကျွန်တော်ညနေဒါအတွက်မထီမပေါင်းနေပေါ့ဒါတော့ညနေအတွက်မထီမပေါင်းဒါတော့တဲမထွက်ကနန်းပါဗျာကျွန်တော်မနေ့ကကျွန်တော်ညီကိုမောင်ပေါက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပေါက်လဲပေါက်မယ်လို့ထင်ပါတယ်ကျွန်တော်ကိုယုံကြည်ပြီးကြည့်တဲ့လူကတော့ပေါက်မှသိကြပါတယ်ဗျကျွန်တော်ညီကိုမောင်များတာအမြဲတမ်းကျွန်တော်ကိုယုံကြည်အားပေးတဲ့လူကတော့အမြဲတမ်းပေါက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ညနေရတော့ကျွန်တော်ထိုးသေးချင်တာတော့အပူးလာခဲ့ရင်5ဘူးကျွန်တော်ညီကိုမောင်များလာခဲ့ရင်3.5ဘူး2.56.5တို့ထိုးစေခြင်းလေဗျဒါတော့တဲမထွက်လုံးဝမတဲမထွက်ဘူးဗျကျွန်တော်ညီကောင်မများလေးကျွန်တော်စော်ကြီးတင်ပြီးတယ်ဆိုတာကဒီတဲမထွက်ကနန်းလေးတွေထိုးမိမှအကြောင်းမို့ကျွန်တော်အားပေးတယ်ကျွန်တော်ရဲ့ညီကောင်မများကျွန်တော်ခုကျမကြီးလည်းတော်တော်လေးကောင်းလာပြီဗျကြောင့်အာယုံလည်းနည်းနည်းစိုက်လာတဲ့အတွက်ဒီနေ့တော့အာယုံစိုက်တော့ကျွန်တော်ညီကောင်မများ9-8ဆိုတာပေါက်လိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်မနေ့က main ကွက်ထဲမှာကျွန်တော်9-8ဆိုတင်ပေးထားပါတယ်ပေါက်မယ်လို့လည်းမျှော်လင့်ပါတယ်ညနေရတော့ဒါမထီမပေါက်ပေါ့3.5နှစ်ကျွန်တော်အကြိုက်ဆုံးတော့5ဘူး3.5 2.5ကျွန်တော်ဒါလေးပဲပတ်ထွက်မလို့ကျွန်တော်မျှော်လင့်ထားတယ်5ဘူးကတော့အများဆုံးထွက်မယ်2ဘူး5ဘူး3.ဘူးတော့ညနေထွက်လောက်မယ်လို့ထင်နေဗျဒါပေမဲ့ဒီ3လုံးတွေကကျွန်တော်ညနေရောက်မှတေချာပေါက်main ကွက်တင်ပေးပါမယ်ဗျကျွန်တော်ခုလောဆယ်တော့ဒါစော်ကြီးတင်ပေးတယ်ဆိုတာကျွန်တော်ညီကောင်မောင်များဒီတဲမထွက်တဲ့ကနန်းထဲမှာထိုးပြီးမှအကြောင်းမို့ကျွန်တော်တဲမထွက်ကနန်းတော့ခါတရားမှတစ်ခါပဲထွက်တယ်ဒါမထွက်တာတော့များတယ်ဗျဒါညီကောင်မောင်များကိုကျွန်တော်မြစ်တာထားပြီးတော့ကျွန်တော်ဘက်ကစေနာထားမြစ်တာထားအချိန်ကုန်ခံဘေးကုန်ခံပြီးတော့လို့ဒါညီကောင်မောင်များကျွန်တော်ညီကိုအမတွေဒီကျွန်တော်ဘာလေးလိုအပ်တယ်ကျွန်တော်ရစခွိုက်တို့မျှဝေပေးတို့ကျွန်တော်အများကြီးလူများသိအောင်မို့လို့မျှဝေပေးပါကျွန်တော်စခွိုက်လေးတွေနှိပ်ပေးသွားပါကျွန်တော်က comment လေးရေးပေးသွားကြပါလို့ပေါက်ရင်လဲကျင်းနေရင်လဲပေါ့ဒီထီမပေါက်တော့ညနေအတွက်ပေါ့မထီမပေါက်ပေါ့ကျွန်တော်မနက်ကတော့မထီမပေါက်ကတော့မှားသွားတယ်ကျွန်တော်တွက်တယ်ဒါပေမဲ့ကျွန်တော်ခွေခိုင်းတဲ့ဟာတွေတော့အကိုတို့ခွေတက်မဲ့ဆိုရင်လဲပေါက်မှာပဲကျွန်တော်ခွေပေးတဲ့ဟာတွေကလိုက်ရ main ကွက်ထဲထိုးရင်လဲပေါက်ခဲ့မှာပဲကျွန်တော်အားပေးတဲ့လူတွေကတော့ကျွန်တော်ပေါက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်မှအားပေးထား18ယောက်ပဲတွေ့တယ်အများဆုံးအားပေးတဲ့လူထင်တာပဲဗျကျွန်တော်ခုလိုအားပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်